10, 9, 8, 7, 6, 5, 4, 3, 2, 1, 0. 今年ကတော့ရှိစင်းရဲ့အကြောင်း attendee ဆိုလဲဟုတ်တယ် First day of uni live ဆိုလဲဟုတ်တယ်ပေါ့နော်ဒါပေမဲ့ကျောင်းအပ်ပြီးကျောင်းဖွင့်နေတာပြောတာကျောင်းကတော့မတက်ခဲ့ရပြီးစာသင်ခင်းနဲ့လည်းမရောက်ခဲ့ပါဘူးကျောင်း attendee မှာတဲ့အချိန်လေးကုန်ပြီးတော့မှလေဘယ်လိုကြရက်တွေထားခဲ့လဲဘယ်လိုအခက်အခဲတွေတွေ့ခဲ့ရတယ်ဆိုတော့ရှိစင်းနဲ့တူဗီဒီယိုတွေကိုပြောကြတာပေါ့နော်တောင်းရရင်မချရမှာလေအမပန်းလေးတွေပွင့်နေရအရန်လှတယ်ဒီလားဓာတ်ပုံရိုက်ချင်ပေမဲ့ဓာတ်ပုံရိုက်ဖို့လည်းအချိန်မရှိဘူးပေါ့နော်အားကြောင့်မလို့တတိုင်းလေးပဲဗီဒီယိုတွေ Amazing ရှေ့ဆက် University နေ့ကိုတော့ဖိဖိရဲ့မမီရဲ့ပြီးတော့မမရဲ့အကြောင်းလည်းပို့ပေးပါတယ်ရှင်နိုင်ကလေတယောက်တည်းဝေးရတာအဆင်မပြေလို့ဖိဖိကိုအကူအညီတောင်းနေရတယ်ပေါ့နော်ဖိဖိဝေးပြလိုက်တော့အဆင်ပြေသွားပါတယ်Thank you, Daddy. ဒီနေ့ရဲ့မနက်စာကိုတော့ရီစင်ခောက်ဆွဲစားတော့ခဲ့ပါတယ်ပေါ့နော်ရီစင်ခောက်ဆွဲပြားနဲ့လက်ဖက်ရည်လည်းဝင်တော့ခဲ့ပါတယ်ရှမ်းပြည်နယ်ရဲ့စောင်းဒီမနေ့ခင်တော့မြူရီဆိုင်နေပေါ့နော်ပုံလေးစားကြပါအောင်ရှင်မြင်းကျမရင်စားမယ်စားတော့ပြီးရနဲ့ခီးဆက်ခေးကြရဲပေါ့နော်ချီထွဲเจ้าလူလည်းမဟုတ်တော့ဘူးယူနီเจ้าလူဖြစ်လာပြီဆိုတော့လက်သေးတွေကတော့စုံပလုံးစီနေပြီမလားလှတာပါတာအကုန်လုံးစင်လာပြီပေါ့နော်ပြောမဲ့သူလည်းတရားမှမရှိဘူးပြောမဲ့သူကတော့မိမိနဲ့မမရဲ့ပဲရှိပါတယ်ရှမ်းပြည်နယ်ရဲ့တောင်တန်းအသွေးသွေးလမ်းအထက်ထက်ကိုဖြတ်ခဲ့ရပါတယ်ဒါကတော့ဘာမှမရင်ဝင်နဲ့ကတ်ချွေနေရငွေတော်ကတ်ကူကိုရှေ့စနုကဖြတ်ခဲ့ရတယ်ပေါ့နော်ဒါကတော့တောင်ကြီးမျိုးငွေတော်ကတ်ကူရဲ့စာတင်ကျောင်းလေးပါတတာပါကျောင်းသွားတဲ့လမ်းတစ်လျှောက်လုံးမှာတော့တချင်းလေးအေးအေးနဲ့နားထောင်ပြီးတော့လိုက်ခဲ့တာပဲပေါ့နော်ရှမ်းပြည်နယ်ရဲ့လင်းညင်းလေးပြီးကလေးလေးပြီးရင်လည်းတောင်ကြီး vibe စစ်ပေါ့နော်ဒါလေးကိုရပါတယ်အဲ့လမ်းနေရလေစားတောက်ဆိုင်တီးလားလဲဘိန်းလေးတွေလေနွားလဲဘိန်းလေးတို့နဲ့ခြံစည်းလို့ပြီးအလားစနာဓာတ်ပုံတစ်ခါမှဝင်မရိုက်ဖြစ်ဘူးစားတောက်ဆိုင်ကဖွင့်လာမဖွင့်လာလဲတေချာတော့မသိဘူးဒါပေမဲ့ဓာတ်ပုံဝင်ရိုက်တော့လှမယ်ပုံမဲပေါ့နော်ပြီးတော့ရှေ့စနိုးနောင်ကားကိုဖြတ်ခဲ့ပါသေးတယ်။နောင်ကားကြတော့လေပင်ရရင်မျက်နှာပြင်အထက်ကလိုက်ကောထက်တာမြင့်မယ်လို့တော့ထင်တာပဲ။ဆိုရှမ်းကကြားထက်ပို့ပြီးတော့ပင်ရရင်မျက်နှာပြင်အထက်ပိုများတယ်ပေါ့နော်။ပြီးတော့အမှစီဒီမဟုတ်ပါဘူး။ဖျားရုပ်တုတစုလေးတွေ့ရတယ်ဓာတ်ပုံလေးလမ်းရိုက်ခဲ့ပါတယ်။ပြီးတော့လေအဲ့ဒီမှာဂုံထိတ်ကအိမ်လေးကိုလေသဘောကျလို့ရှိစင်ရိုက်ခဲ့တယ်။တောင်ကြီးသွားလိုက်အဲ့ဒီအိမ်ကိုလေသတိထားမိရဲ့။သူ့မှာလမ်းလေးရှိရဲ့အဲ့မှာဒီလမ်းကနေကားရောက်သွားမယ်ဆိုလို့ရှိရင်လေဟိုဘယ်လိုပြောမလဲရေလွှာရှော့စီးလားပင်လယ်တများစီးနေရတယ်လို့မျိုးကြောက်ဖို့ကောင်းပြီလို့ရှင်းစင်ထင်တယ်ပေါ့နော်ဒါကတော့တောင်ကြီးရောက်ပါပြီယေနော်ပြီးတော့ကလေးတွေဝင်လုပ်ပြီးတော့မှအကြောင်းအကိုထွဲလိုက်ပြီးတော့မှဟိုလူမီဒီလူမီနေတော့ဒီရက်တွေကတော့တော်တော်လေးထားပါဒါပေမဲ့အဆင်ပြေလားဆိုတော့လောမပြေပါဘူးပြင်မဆောင်တဲ့ကိုလည်းဘောင်းမီတွေစကတ်တွေနဲ့ပေးမွင့်မှာဘူးအမျိုးသားအမျိုးသမီးပစိုးလုံကြီးထမိန်လေးသားလေးပေးဝင့်ပါတယ်တနင်္လာနေ့တောက်ကြနေပေါ့နော်ဒါတော့အကြောင်းရဲ့စီကံမှာရွှေဆက်မိကြပြောင်းချင်လို့ပြောင်းချင်တဲ့ဌာနကိုသွားမေးလိုက်တယ်ပေါ့နော်ဒါပေမဲ့သူကပြောင်းချင်တယ်ဆိုလို့ရှိရင်ထိုးတယ်မတ်ကိုကြည့်တာမဟုတ်ဘူးတဘာသာလေးကိုပဲကွက်ကြည့်လိုက်တော့ရွှေစင်ကပြောင်းချင်တဲ့မိကြအောင်မမီတော့ပေါ့နော်အဲ့တော့ကြားတဲ့မိကြပါပဲဒါတက်ရတော့မှာပေါ့နော်ပြီးတော့အဲ့တမနက်ခင်းတော့ကလေကျောင်းအပ်ဖို့အတွက် UAP ပေးဖောက်တာနဲ့ဒီအချမ်းတော်တော်လေးကုန်တယ်ဖောက်လို့လည်းမရဘူးဖြစ်နေတာဘန်ကလူတွေကိုပဲအကူအညီတောင်းရတယ်ပေါ့နော်သူတို့လုပ်ပေးပါမှာပဲ UAP ပေးရဟိုပွင့်လာတာပေါ့နော်
တမနက်လုံးလေးခြေတွေညောင်းနေပါပြီလို့နေ့နေ့လောက်လည်းရောက်တဲ့အခါကျမှရွှေစင်ကဒီအဆောင်ငားထားတဲ့နေရာမှာပစ္စည်းသွားချခဲ့တယ်ပေါ့နော်အဆောင်ကတော့အဆောင်လိုပုံစံပါပဲဟိုအရင်ကျက်ရလည်းမဟုတ်လို့အရင်ကျင်းတာမျိုးလည်းမရှိပါဘူးခုကတော့ရှိစင်အဆောင်လေးကိုရောက်နေပြီပေါ့နော်အဆောင်မှာပစ္စည်းလေးတွေချနေရပါပစ္စည်းကတော့ပစ္စည်းအရင်များရေပေါ့နော်ခန်းဖို့နေမယ်ဆိုရင်နည်းနည်းအားနာဖို့ကောင်းလို့ဖြစ်နေဒီခုနရှိစင်ပြတဲ့အခန်းမှာနေရာမှာမဟုတ်ဘူးနော်ဒီဟိုပကဆောင်ခန်းတမနေရာမှာတဲ့ရှိတဲ့မှာတလားလောက်ပဲငားနေမှာပေါ့နော်ပြင်ဒါပြင်ကျောင်းတွင်းအဆောင်ကိုပြောင်းဖို့ရှိရပေါ့နော်အပြင်ဆောင်တော့အဆောင်မှာနေရာချပြီးတာလေးပေါ့နော်ဒါအကြောင်းတင်သွားခဲ့ပါတယ်ထမင်းလေးဝင်စားတယ်ပေါ့ဒါပေမဲ့ထမင်းကစားခြင်းစိတ်မရှိဘူးအဲ့လိုဖြစ်နေတာအဲ့မှာဆိုင်လေးရှိရပေါ့နော်တောင်ကြီးတက္ကသိုလ်မှာတော့အဲ့ဒီမှာတောက်လျှောက်လုံးကတော့ဆိုင်တွေကတော့အများကြီးပါပဲစားတော့ကပူကြမလို့ပေါ့နော်စီကြီးတာတစ်ခုလေးပဲစားမယ်ဒီကုန်းကောင်လေးစားခြင်းနဲ့ဆိုပြီးလက်ညှိုးလေးထိုးပြီးတော့လည်းဖြစ်နေခယူရတဲ့ဖောက်ထမင်းတစ်လုံးလောက်စားပြီးရနေအကြောင်းပြန်သွားခဲ့တယ်ပေါ့နော်အကြောင်းတော့ဒီသက်အဲ့လိုပြီးပါမလားမသိပါဘူးရှင်အမ်ဖဲတိကပူတနေကောင်အိုင်ဒီဘက်သွားလိုက်ဒီဘက်သွားလိုက်တနိုင်ခွဲလောက်ထိတန်းစီပြီးတော့မှဖောင်ဖြစ်အိတ်ဖောင်တစ်ရွက်ကိုရဖို့တော်တော်လေးလူတိုးခဲ့ရပါတယ်တကယ်တောင်ကြီးတက္ကသိုလ်ကကျောင်းသားတွေကြည်နေမယ်ဆိုတော့ရှိစင်းဗီဒီယိုကနည်းနည်းဟာတာကြီးဖြစ်နေမှာပေါ့နော်။မှာဖောင်ဖြည့်တယ်။ရှိစင်းအဲ့ဗီဒီယိုရိုက်နေအချိန်က4နာရီ5နာရီထိုးကနေတော့ဖြစ်နေပြီ။မိတ်ကပ်တွေပြင်ရတယ်ပေါ့နော်။ချွေလည်းထွက်ပြီးတော့လူလည်းတော်တော်လေးပြိုင်းနေပါဘူးလို့။ကျောင်းဖွင့်တာတော့24ရက်နေ့စဖွင့်နေပေါ့နော်ဒါပေမဲ့စာသင်ပြီးတော့မှစာသင်ခန်းထဲမှာလည်းကျောင်းသားလည်းမရှိဘူးဆရာမလည်းမရှိပါဘူးဘွဲ့နေတပင်းနေနဲ့အလုပ်တွေများနေတော့ဒီစာ fresh ရတယ်သူတို့အချိန်မပေးနိုင်ဘူးအဲ့လိုဖြစ်နေတာကျောင်းအလုံးပြီးသေးပါလို့ရှင်ဟုတ်ရတယ်တော့ဟုတ်ရတယ်အဲ့ဒီကောင်ဖလို့ကြည့်တော့တောင်ကြီးတက္ကသိုလ်မှာ4နာရီ5နာရီသားထိုးရတယ်စာသင်ခန်းနဲ့လည်းမရပါဘူးလွယ်အိတ်လုံးနဲ့ကျမဒီနေ့ဒီဗီဒီယိုကလောက်ပါပဲရှင်ပြီးသွားပါပြီ